အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချက်နဲ့ဒီချက်တစ်ပည့်လေးနဲ့စာတင်မှာဖြစ်ပါတယ်သူကဒီချက်ရှိကိုစာလာတင်တဲ့ကလေးလေးပါနောက်နေ့ကျရင်သူ့ကိုတင်ပေးတဲ့အာရဗီစာလေးတွေကိုသူဖတ်ပြပါလိမ့်မယ်ဒီကနေ့သူက blind box လေးပေါက်တာကိုသူနဲ့ TikTok လေးရိုက်ပြီးတင်ပေးပါဆိုလို့ကလေးလေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီချက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျေးဇူးတင်ပါတယ် Thank you see you next video Five. အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တပည့်ဘလိုင်းပါလေးဖောက်ပါမယ်ထိုးဘလိုင်းပါဆိုပါလေးရမလဲအောင်ဒီလည်းမသိရင်းနေခေါင်းနေဂျာကောက်ကြီးတန်ရမီရရဲ့ဒါမဲ့ခောက်တော့မခောက်ကြည့်ရောလေဒီတိုင်းလေးပဲဖောက်လိုက်တော့မယ်ဘယ်ကလေးစောရလေးပါစောရလေးပေါက်ပါတယ်ကျဦးကျော်လို့ရပါတယ်တင်တော့ပါပြီဒီခါမောကလေးရှာမယ်ဘောမနစ်ကေမော်လေးကမ်းမယ်မိမိရဒီဆီယာမတို့အိမ်မှာစားလာတင်နဲ့ကလေးလေးပါလိမ့်ပါတယ်ဇာလေးကျိုးသားတယ်ကောင်းတာတတာ